အဲ့လိုမင်္ဂလာပါကျွန်တော်တောမေပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပြောပြချင်တာလေးကတော့ကျွန်တော်တို့ဒီအိတ်စုပေါ့နော်အခုထွက်နေတဲ့အိတ်စုကို brother တို့အနေနဲ့ဘယ်လိုမျိုးလွယ်ကူဆုံးနဲ့UC နည်းနည်းနဲ့ကျွန်တော်ယူလို့ရမလဲဆိုတဲ့အကြောင်းအရာလေးရနောက်ပြီးတော့ဒီအိတ်စုကိုဘယ်လိုမျိုးဒီ level free တင်လို့ရမယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြရမှာဖြစ်တယ် brother တို့အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးအောင်ကြည့်ဖို့တော့လိုအပ်တယ်ပေါ့နော်ဗီဒီယိုလေးကိုအဆုံးအောင်ကြည့်ပေးဖို့ကျွန်တော်မေတ္တာရပ်ခံတယ်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့စီမံရှိရမှာတော့เนาะကျွန်တော်တို့အခုဒီကကျွန်တော်တို့ဒီ short ဈေးကက်ကလေးပေါ့နော် short ဈေးကက်ကလေးရဘယ်လိုယူရမလဲဆိုရင်ကျွန်တော်တို့ဒီမှာ30ကက်ရှိမယ်40ကက်ရှိမယ်50ကက်ရှိမယ်ကျွန်တော်တို့ဘယ်လိုမျိုးယူရမလဲဆိုရင်တော့ဒါတို့အနေနဲ့ဒီ event တွေကိုသွားမယ် event တွေရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာ new age ဆိုတာရှိမယ်အဲ့ဒီ new age လေးကိုနှိပ်လိုက်တဲ့နေရာမှာကျွန်တော်တို့ဒီဘက်မှာပေးမှာပေါ့နော်ပေးကအများလေးမှာကျွန်တော် mission နှစ်ခုရှိတယ်ပေါ့နော် daily login game ဆိုရဲကျွန်တော်တို့ဒီကျွန်တော်တရက်ကို login ဝင်ပြီးတော့ game နဲ့ login ဝင်ပြီးတော့ယူရမယ် mission တက်တစ်ခုရှိမယ်အဲ့ဒါတော့တစ်ချိန်လှည့်လို့ရမယ်ပေါ့နော်အောက်ကကျွန်တော်တို့ဒီဒီပွဲတရားပေါ့နော်ကျွန်တော်သူကတော့ပွဲတရားဆော့ခိုင်းနေပဲမဟုတ်မှာဖြစ်ဖြစ်ဝိုးစောစော brother တို့အနေနဲ့ဝိုးစောစောဒီ RAM classic ပဲစောစောဘာစောစောပေါ့နော်ဒီပွဲတရားဆော့ခိုင်းတာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီဝိုးထဲသွားပြီးတော့1 second mode ထဲမှာသွားဆော့လဲအဆင်ပြေပေါ့နော်အဲ့လိုမျိုး mode တွေရှိရတခြားလွယ်မဲ့ mode တွေပေါ့နော် live ဆော့ရင်လည်းရတယ်အဲ့လိုဆော့လို့ရတယ်နောက်ပြီးရင်ကျွန်တော်တို့ဒီဘယ်လိုထည့်လို့ရမလဲဆိုတော့အောက်မဲ့ပေါ့နော်ဒီအောက်မဲ့ကျွန်တော်တို့က30 category ရှိမယ်40 category ရှိမယ်50 category ရှိမယ်အဲ့ဒါလေးကို brother တို့အနေနဲ့ဘယ်လိုယူရမလဲဆိုရင်ဒီက share ဆိုတဲ့ group လေးကိုနှိပ်ပြီးရင် brother တို့အနေနဲ့ဒီမဲ့လူ3ယောက်ပေါ့နော် brother တို့ friend ထဲမှာရှိရဲဘယ်သူကိုဖြစ်ဖြစ်3ယောက်ကို brother တို့အနေနဲ့အခုလိုမျိုး share လေးတွေနှိပ်ပေးပြီးတော့နှိပ်ပေးလိုက်လို့ရှိရင်ဒီမဲ့50 category ရမယ်40 category ရမယ်30 category ရမယ်ပေါ့နော်အဲ့လိုလေးလဲကျွန်တော်တို့စုလို့ရတာပဲဖြစ်ပါတယ်အဲ့လိုစုပြီးတော့ရင် brother တို့အနေနဲ့နောက်ထပ်ဘာလုပ်ရမလဲဆိုတော့ brother တို့အနေနဲ့ဒီ short ဈေးကက်ကရတာမှန်တယ်ဒါပေမဲ့ short ဈေးကက်ကသူကတိုင်း UC နဲ့ရောသုံးရမှာဖြစ်တယ် UC နဲ့ရောသုံးရမှာဆိုတော့ကသူ့ကိုကျွန်တော်တို့အနေနဲ့ UC လည်းအများကြီးမသုံးနိုင်ဘူးဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ UC 60လောက်တော့ထည့်တင်တယ်အခုဆိုလို့ရှိရင်ဒီ event လာတဲ့အချိန်မှာသူက UC ထည့်ရင် UC ပြန်ရတဲ့ event လေးဟိုဟာလေးတွေပေးထားရပေါ့နော်အဲ့ဒါကကျတော့အခုကျွန်တော်တို့ဒီက UC ပုံလေးကိုနှိပ်လိုက်မယ်ကျွန်တော် line လေးကြာနေမှာခဏလေးက UC ပုံလေးကိုနှိပ်လိုက်မယ် UC ပုံလေးကိုနှိပ်ပြီးတော့ရင်အောက်မယ်ဒီကဒီကဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော် partial give us ဆိုတာလေးကိုကျွန်တော်နှိပ်မယ် partial give us ဆိုတာလေးကိုနှိပ်လိုက်လို့ချင်းဒီမှာဆိုရင်ကျွန်တော်တို့က UC ပေါ့နော် UC ထည့်ရင် UC ပြန်ရမှာဖြစ်တယ် UC 660ထည့်မယ်ဆိုရင် brother အနေနဲ့3ခုရမယ်60 UC 60တခုရမယ်နောက်ပြီးတော့ material ကန်ကောင်း10ခုထိရနိုင်တယ်ပေါ့နော်အဲ့ပြီး UC 300နဲ့ကျွန်တော်တို့ UC 360ရမယ်ပေါ့နော်အဲ့တော့ brother တို့ထည့်ထားတဲ့ UC 660နဲ့ဆိုရင် brother တို့က UC က900ကျော်သွားမှာဖြစ်တယ်1000ကျော်သွားမယ်ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ကဘာလို့ဆက်နေရမလဲဆိုတော့အပေါ်မဲ့okay အက UC ပါ ဝယ်ပြီးထည့်ပြီးဆိုရင်ကျွန်တော်တို့အနေနဲ့အိတ်စုတွေကိုသွားမယ်ဒီ new အိတ်စု event တွေကိုပေါ့နော်အဲ့ဒါသွားပြီးဆက်ထုတ်ရမှာဒီမှာပေါ့နော်သူကဒီမှာ one draw ကျွန်တော်တို့အနေနဲ့ UC 660ကိုထည့်ပြီးရင်လုံးဝ10 draw နဲ့မသွားနဲ့လုံးဝ10 draw နဲ့သွားလို့မရဘူး10 draw နဲ့သွားမယ်ဆိုရင်ငါတို့က UC လေးလောက်မှာမဟုတ်ဘာမှလည်းရမှာမဟုတ်ဘူးပေါ့နော်ချော်သေးတုံကင်းရလဲကျွန်တော်တို့ဒီချော်သေးကတ်တွေကလည်းဒီ10 draw မှာဆိုရင်အသုံးမဝင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က1 draw နဲ့သွားပြီးတော့ဒီ brother တို့စီမှာရှိတယ်ဒီခု1 draw လေးကိုနှိပ်ပြီးတော့ဒီမဲ့ချော်သေး brother တို့က30ကတ်ပဲသုံးချင်50ကတ်ပေါ့သူကတော့50ကတ်ကိုတခါတည်းပေးထားပြီးသား brother တို့နေရှိရင်ရှိသလောက် UC ရှိရင်ရှိသလောက်တခါတည်းလှည့်သွားလို့ရတယ်1 draw လေးနဲ့ကိုပုံမှန်လေးမစကစ်နဲ့ပေါ့နော်မစကစ်ဖဲနဲ့စိတ်ရှည်လက်ရှည်လေးနဲ့အခုဟိုလောက်ပေါ့အချိန်20လောက်အချိန်30လောက်ကိုလုံးဝမစကစ်ဖဲနဲ့ AC လေးပဲသွားမယ်အဲ့ပြီးရင်အချိန်20လောက်ရောက်ပြီး25လောက်ရောက်ပြီးဆိုလို့ရှိရင် browser နဲ့စကစ်လေးနှိပ်ပြီးတော့5ခါလောက်စကစ်ကြည့်လိုက်အဲ့ချိန်ဆိုရင် browser အနေနဲ့ပေါက်နိုင်တယ်ပေါ့နော်အဲ့လိုမှမပေါက်သေးဘူးဆိုရင်9ချိန်လောက်စကစ်လိုက်လို့မှမပေါက်ဘူးဆိုရင်ခဏပြန်ပြီးတော့မစကစ်နဲ့ UC ကတော့အဲ့ဒီချိန်မှာ UC 60 browser ကိုလောက်တယ်လားလောက်ကိုလောက်တယ်ကတ်တွေကလည်းအများကြီးရတာအဲ့တော့မစကစ်နဲ့မစကစ်ဖဲနဲ့9ချိန်လောက်စကစ်ပြီးတော့နောက်ထပ်ဥစ္စာကိုမစကစ်တော့ဘဲနဲ့ပုံမှန်လေးပဲတစ်ချိန်ရင်းပြီးသွားမယ်ဒီရင်းပြီးသွားတဲ့အချိန်မှာဆိုတော့လည်းပေါက်နိုင်တယ်ပေါ့နော်အိတ်စုမရခဲ့ဘူးဆိုရင်တော့ဒီကကျွန်တော်တို့ဂန်းလည်းရနိုင်တယ်ဂန်းလည်းရနိုင်တယ်ဂလိုက်တာလည်းရနိုင်တယ်ဒီဘက်ကမတစ်ဆက်တွေလည်းရနိုင်တယ်ပေါ့နော်ကျွန်တော်အခု40ချိန်လှည့်ထားတဲ့နေရာမှာ35ချိန်မှာကျွန်တော်အိတ်စုရတယ်
အဲ့ဒီ30အကြိမ်20ကျော်မှာဆိုရင်ကျွန်တော် helmet လည်းရခဲ့တယ်နောက်ပြီးတော့ဒီ matic set ကဒီ matic set မိန်းကလေးအိမ်စက်နဲ့ယောက်ျားလေးသပင်ကေပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ရခဲ့တယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနှိပ်လည်းတုံးရခဲ့တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမဲ့သုံးစားတွေဂန်းရဲ့သုံးစားတွေဂန်းရဲ့ဒီလိုအပ်တဲ့ accessory လေးတွေပေါ့နော်အဲ့ဒါလေးတွေရခဲ့တယ်နောက်ပြီးတော့ကျွန်တော် coin လေးတွေရရပါတော့ brother တို့အနေနဲ့ကန်ကောက်ရင်ကျွန်တော်ထပ်ပို့ပြီးတော့ outfit တွေလည်းရနိုင်တယ်ကျွန်တော်ထပ်ပို့ပြီးတော့ဒီ gun တွေလည်းရနိုင်တယ်နောက်ပြီးရင်ကျွန်တော်ထပ်ပို့ပြီးတော့ဒီ glider တွေလည်းရနိုင်တယ်ပေါ့နော် glider ဆိုရင်လည်းသူနည်းနည်းသူ့ဟာနဲ့သူကမစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့သူကအိတ်စုမပေါဘူးဆိုရင်တော့ကျွန်တော်တို့ရိုးရိုးပုတ်ပြားပုံစံပဲဒါပေမဲ့သူကစကင်နဲ့တော့ဖြစ်သွားမယ်ပေါ့နော်အတိုင်းလေးတွေကျွန်တော်တော့ဖောက်ကြည့်စေချင်တယ်နောက်ပြီးရင်ကျွန်တော် UC ဘယ်လို free တင်ရမလဲဆိုတော့ကျွန်တော်ပြောပြမယ်ပထမဆုံးအနေနဲ့ကျွန်တော် UC free တင်မယ်ဆိုရင်ဒီအောက်ကဝါကာ short ဆိုတာတွေကိုသွားမယ်အဲ့ထက်ရောက်သွားလို့ရှိရင် brother တို့နေဒီဘက်ကအိတ်စုဆိုတာလေးကိုနှိပ်မယ်ပေါ့နော်အဲ့ပြီး brother တို့အိတ်စုရခဲ့တယ်ပေါ့နော် brother တို့အိတ်စုရလို့ရှိရင်ကြိုက်တဲ့အိတ်စုပေါ့အိတ်စုတစ်ခုကိုရွေးလိုက်ခုကျွန်တော်ကတော့ကျွန်တော်ဒီခင်းရောင်ကြိုက်တဲ့အတွက်ခင်းရောင်ရွေးထားတယ်ရွေးပြီးသွားလို့ရှိရင်ဒီမဲ့ trade mission ဆိုတာရှိတယ်အောက်မှာ trade mission ဆိုတာရှိတယ်အဲ့ဒီ trade mission လေးကိုနှိပ်လိုက်မယ်အဲ့ဒီထဲမှာတော့အိတ်စုကိုရပြီဆိုတာနဲ့ brother တို့အနေနဲ့ဒီက mission ကအတော်များများလေးပြီးသွားနိုင်တယ်ကျွန်တော်အဲ့ဒီအိတ်စုကိုရတော့ဒီက mission တော်တော်များများပြီးပြီးတော့ကျွန်တော်ဒီဘက်ကဒီအိတ်စု level တင်နဲ့ coin အကြီးရောအသေးရောအများကြီးရခဲ့တယ်ပေါ့နော် coin အကြီးဆိုလို့ရှိရင်ကျွန်တော်အဲ့50ကျော်လောက်ရခဲ့တယ် coin အသေးကတော့ကျွန်တော်1000ကျော်ထိရခဲ့တယ်နော်1060လောက်ထိရခဲ့တယ်အဲ့ဒီကကျွန်တော်တုံးလိုက်လို့ခုကျန်တဲ့ mission တွေတော့ဆက်မလုပ်ရသေးဘူးအဲ့ဒီကတုံးလိုက်လို့ကျွန်တော်ဒီမဲ့အိတ်စုက level 2တင်ပြီးသွားပြီအိတ်စု level 2တင်မယ်ဆိုရင်တော့coin အသေးက coin အသေးကကျတော့ကျွန်တော်တို့ထောင်လိုမယ် coin ကြီးကတော့30လိုမယ်ပေါ့နော်ဒီအစိမ်းရောင် coin လေးတွေပေါ့နော်အဲ့ဒါလေးတွေကို brother တို့အနေနဲ့ဒီက mission လေးတွေကနေရမယ် UC နည်းနည်းနဲ့အိတ်စုလည်းရနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့အိတ်စုကိုလည်း level တင်နိုင်မယ်ကျွန်တော်တို့ရဲ့ဒီ collection level ကလည်းထပ်ပြီးတော့တက်လာနိုင်တယ်ပေါ့နော်အဲ့တော့ brother တို့အနေနဲ့ဒီ event လေးမှာဆိုရင်တော့ကျွန်တော်တို့ဖောက်ကြည့်ဖို့ကြံပေးတယ်တုံငင်ကတ်တွေကိုအဓိကထားပြီးတော့ one draw လေးနဲ့ဖောက်ကြည့်ပါကျွန်တော်ပေါက်နိုင်ပါတယ်ကဲကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်သိချင်တဲ့အကြောင်းအရာရှိရင်လည်းကျွန်တော်မေးခဲ့လို့ရတယ်ကျွန်တော်နောက်နေ့ကျရင်ကျွန်တော်ဒီအခုဗီဒီယိုလေးကကျွန်တော် creator HUB တဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်တာဖြစ်တဲ့အတွက်ကျွန်တော် like ကလေးတွေ comment လေးရေးသွားပေးဖို့လည်းကျွန်တော်မေတ္တာရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်